ရေပက်ကောင်လမ်းတွင်မင်းဝင်ရိုက်မှာတကယ်ရိုက်မှာဆိုတာတကယ်ရိုက်မှာဒါလောက်သူများတွေတေလူမောများဖြစ်နေချိန်မှာရေပက်ကောင်ဖောင်းမဝင်ရိုက်မှာကြိုက်တယ်ရှင်းကွာရှင်းမလားတွေ့ရင်ရိုက်မှာခါပြောပြီးတော့စိတ်ခေါ်ပြီးသားမင်းကြိုက်တဲ့ချိန်ကြိုင်ကွာဘိုးချုပ်သားလေးရိုက်မယ်ကွာတိုင်းမှုသားလေးမတထေးသားလေးရိုက်မယ်ကွာငါရိုက်မယ်ကွာငါပန်းတယ်ငါရိုက်မယ်ငါကားရှိမှရေပက်တော့ငါရိုက်မယ်ဆင်းရမယ်တတိယလည်းရှောင်းတော့ထိုးရင်လည်းထိုးတော့ငိုလည်းပြောရပြီးသားပြောတဲ့တင်တော့ပါတတိရှိမလို့ပက်ကြည့်လိုက်ငါရှင်းမှတွေ့တော့ငါကြိုင်တော့ပြောင်းတော့မင်းဘာကောက်သားပြီးပြင်ငါချမှာကွာမိမလည်းရိုက်ရင်ယောက်ျားလေးဖုံးလေးကိုလည်းရိုက်ပြရရှင်လေးကိုရိုက်ဒီလောက်တွေးကြကြနေတော့မင်းပျော်နေတဲ့ကောင်ငါတို့ဘယ်ထားမလဲဒီကောင်အနားနေစသားကြီးကတနတ်ယူပြစ်ပလိုက်မှဒီလောက်ပြောရင်မကောင်းတော့ဘူးဘာမှမညာတာဘူးကိုပြည်သူချင်းချင်းကိုများမညာတာဘူးဒါတော့တင်းငယ်ကြီးမလေးမန်းလေးရန်ကတကြံမန်းနဲ့ဖြစ်တာဝင်းနေနေတယ်ဟုတ်ဗျာတော့ကြည့်လိုက်စမ်းပါကိုယ်ကခုချင်းတွေတွေးနေမတိတ်သေးတာမလို့မညာတာဘူးမလို့ပါဘူးအဲ့တော့အလောင်းတော်ကြီးဝတ္တန္တရာကဒါနပြုတာဖြစ်ချင်းကြောင့်မင်းစီရတဲ့ပလင်ကကြမ်းလိုက်တာကြမ်းတယ်ကြမ်းတယ်ဆိုတော့ကြမ်းတယ်ငိုတဲ့အဲ့တိုင်းလာခဲ့အမှန်တရားတော့ပဲပြောရတယ်တပိဋကညံသူ့မှာဒီမေစီထေရဝါဒကိုခေါ်လို့မြန်မာနိုင်ငံထွက်မှာအကြောင်းနဲ့ထွက်ပြီးထွက်မှာတနက်နဲ့ပြည့်တဲ့အသိခံမှာပြောပြီးပြီဟာကြီးအဲ့တော့အဲ့ဒီမှာအဘိနိဟာရအဘိဆိုဒီမှာရှေ့ရှုထားတာနေရာကဆောက်စိတ်ကိုဆောင်းထားပြီးသားကိုတော့ထေရဝါဒအကြောင်းတွေဟောတော့ကိုတော့တတ်မှာဘယ်နဲ့ဘယ်တော့တတ်မှာလဲဘယ်နဲ့ချက်တတ်မှာပြလိုက်ဘယ်နဲ့ချက်ဘယ်နဲ့ရောက်လာထွက်မှာဘယ်နဲ့ရောက်လာစစ်သားဘယ်နဲ့ရောက်လာကျင်းပြောပြီးသားအဲ့လိုပြောပြီးပြင်မတက်လာအစိုးရတက်လာဒီနေ့ဒီပဲနောင်လည်းဒီတိုင်းပဲအခါတည်းပြောလိုက်အဲ့တော့မြတ်စွာဘုရားရှင်သဗ္ဗညုတဉာဏ်ဥတည်တာဒီဒါနပါရမီဝတ္တန္တရာမင်းဘုံမှာနောက်ဆုံးဖြစ်ခြင်းမှာသဗ္ဗညုတဉာဏ်ရမှာအဘိနိဟာရအလောင်းတော်ရဲ့နှလုံးသားသည်အဘိနိဟာရဒါနကိုပါရမီပြုတယ်ပြည်သူတွေရဲ့နှလုံးသားသည်နိုင်ငံယရနာကိုလှူလို့ဆက်ခြင်းသူနည်းသူနဲ့မှန်တယ်